ဥတော်ခမသားတို့ကြက်ဒီတိုက်ဝမ်းပြန်လာတော့အကောင်းနော်အိမ်ရောက်တာနဲ့သားတို့ကအစာကျွေးရေတိုက်လုပ်ပြီးတော့ကြက်တွေကိုဒီတိုင်းပဲလွှတ်ထားလိုက်တာဟောနောက်မကြဘူးကြက်တွေကဒီလိုကုန်းနဲ့ခေါင်းနောက်ဆုပ်ပြီးတော့ပြန်နေတာတို့နောက်မျက်လုံးကြီးဇဝေဇဝါဖြစ်တာတို့တဖြည်းဖြည်းကုတ်ဆိုင်ပြီးတော့ကြက်တွေတည်တဲ့အချင်းချင်းဖြစ်တာတို့ဒါမျိုးတွေဖြစ်နေတယ်ဘာကြောင့်လဲပေါ့နော်ဘာကြောင့်လဲအဲ့တော့မင်းတို့ကောင်တွေကြက်တကယ်လို့တိုက်ဝမ်းတွေကပြန်လာပြီးမင်းတို့ကောင်တွေကဥမာပေါ့ကွာခေါင်းမွေးတွေဆောင်းပြီးတော့ကုတ်ကိုင်းပြီးတေးကုန်တယ်ဆိုတာမင်းတို့ကတိုက်ဝမ်းတွေကပြန်လာတော့ဆိုင်တစ်ဆိုင်ဝင်လိုက်ရောလမ်းမှာဆိုင်တစ်ဆိုင်မှာနားမှာရက်လာရက်တဲ့အချိန်မှာမင်းတို့ဆိုင်မှာတော့မင်းတို့တောက်စားနေတဲ့အချိန်တည်းဆိုတော့တို့ဒီကြက်ကိုဂယူးမဆိုင်နိုင်ဘူးမင်းတို့ကအပြုတ်ကြီးပြောနေကြတာအဲ့တော့ကြက်အတွက်ကိုမကြည့်ကြဘူးအဲ့တော့ကြက်ညှော်မိလားမင်းတို့ဒါကိုလှစ်လူရှူပြီးထားလိုက်တာအဲ့ဒီမှာညှော်ဝင်တာနော်နောက်ကုတ်ဆိုင်နဲ့နောက်ကိုကုတ်ပြီးလူသွားတယ်ဆိုတာလေကြောဖီကြောတွေပါတာအဲ့တော့တက်ဝိုင်းတွေကပြန်လာပြီးတဲ့ကြက်တွေကိုစားစနုံးနေတေချာမိမိရတုတ်နေပြီးတုတ်ပြီးမဲ့ဒီလုံမျိုးတွေလောက်ရမယ်နောက်နှာခေါင်းပိတ်တာဒါမျိုးတွေဆိုရင်ပြန်လာလို့ရှိရင်အာရောက်တွေထိုးမယ်ကြက်တောင်တွေရှမ်းမယ်နှာခေါင်းမှုပုတ်ပြီးမယ်ဒါမျိုးတွေလုပ်ပြီးရမယ်နော်အဲ့တော့ကြက်တွေတချို့မျက်လုံးကြီးဇဝေဇဝါဖြစ်တယ်နော်ဇဝေဇဝါဖြစ်တယ်ဇဝေဇဝါဖြစ်တဲ့အခါသူကဒီလိုကုတ်ကန်နဲ့နောက်ကိုကုတ်ပြီးတွားကြနောက်ကိုကုတ်ပြီးဆုပ်တာအဲ့ဒါမျိုးဆိုကြွက်ကကြက်တကောင်ပါတိုက်လိုက်တော့ကတော့မျက်လုံးကိုမခိုင်းဘူးဒါပေမဲ့လို့ဒီမျက်လုံးမျက်ခုံးပြီးဝါမှာမျက်ကြောတွေရှိတယ်အဲ့မျက်ကြောတွေကိုငုံနဲ့ထောက်မိတဲ့အခါတွေရှိတာအဲ့ဒါမှမျက်ကြောတွေနားကုန်အဲ့ဒါဆိုရင်သူကရောက်တာနဲ့ဒါကိုသွားဆိုင်ကလင်းဘူးလေးဆောင်းတာသွားဆိုင်ကလင်းဘူးလေးကိုမျက်လုံးနဲ့လက်ထဲဘေးပတ်ဝင်ကျင်လဲဒါတုတ်တာဒါဆိုရင်ဒီယောဂါကလည်းကာကွယ်လို့ရတယ်အဲ့တော့ဟိုကခုနအညော်မိသွားတယ်အညော်မိသွားတာကိုသိလို့ရှိရင်အညော်မိရင်ဒီကောင်ကနည်းနည်းကုတ်ဆိုင်ဖြစ်တယ်ခေါင်းကဆောင်းပြီးအားလာဒီလိုအားလာပြီးဆိုတာနဲ့တပြန်နဲ့ဒီကောင်အညော်မိသွားတာအဲ့ဒီလိုအညော်မိသွားရင်မင်းတို့ဘာလုပ်ရမလဲအဲ့ဒီချက်ကိုမော်ရမန်စီချက်ချင်းမော်ရမန်စီတစ်လုံးလောက်တိုက်လိုက်ပြီးရတယ်တိုက်ပြီးရတယ်မျက်လုံးဝနှာခေါင်းဝဖင်ဝနှာခေါင်းဝနော်နှာခေါင်းဝမျက်လုံးဝဖင်ဝနားဝအဝ၄ဝပါဒီ၄ဝကိုကိုးပြီးတော့ဒီလိုလေးတုပ်ပြီးထားလို့ချင်းဒီအညော်ကချက်ချင်းထွက်သွားတယ်အဲ့တော့ကြက်တကောင်တိုက်ပြီးပြန်လာလို့ချင်းဒီချက်ရာတွေသတိမထားဘူးဆိုရင်ခုနဖြစ်တတ်တဲ့ဆိုးကျိုးတွေကိုကြုံတတ်တယ်အဲ့ဆိုးကျိုးတွေကိုကြုံလာပြီဆိုရင်ဥတော်ပြောတဲ့အတိုင်းလေးမင်းတို့ပြန်လာတာနဲ့လှုပ်ဆောင်ပေးမယ်ဆိုရင်ဒါတွေကကြက်တွေမဖြစ်တော့ဘူးဟုတ်လားနော်